ဒီတခါဈေးကွက်လေးရဲ့နေမင်းရှာပုံတော်ဆိုတဲ့ပုံပြင်လေးပြောပြမယ်နော်တခါတော့ကညိုင်သားရဆိုတဲ့တောထဲမှာပေါ့ကွယ်မိုးလေးမီဆိုတောထဲကတရိတ်ဆန်လေးတွေဟာနနက်ခင်းရဲ့နေရောင်အောက်မှာပျော်ရွှင်စွာကစားကြတဲ့ဒီထဲမှာဈေးကွက်လေးတော့မပါဘူးလေဈေးကွက်လေးဟာတနေကုန်အိပ်ပြီးညရောက်မှထားတဲ့သူလေးပေါ့ဒီတော့သူကနေမင်းကြီးကိုတခါမှမတွေ့ဘူးတဲ့ကွယ်အခြားတရိတ်ဆန်လေးတွေကနေသားတဲ့နေ့မှာကစားရတာတိတ်ပျော်ဖို့ကောင်းကြောင်ခဏခဏပြောကြတဲ့ဒီတော့ဈေးကွက်လေးကနေမင်းကြီးကဘလို့ပုံများလဲလို့သိချင်လာတာပေါ့တရိတ်ဆန်လေးတွေသူ့ကိုပြောပြတာတော့နေမင်းကြီးကဝိုင်းဝိုင်းကြီးရဲ့တညမှာတော့ဈေးကွက်လေးဟာနေမင်းကြီးကိုတွေ့အောင်လိုက်ရှာမယ်လို့ဆုံးဖြတ်လိုက်တဲ့ပထမဆုံးခွေးလေးနဲ့တွေ့တော့နေမင်းကြီးကိုတွေးလိုက်လားလို့ဈေးကွက်လေးကမေးတဲ့ခွေးလေးကနေမင်းလားတောင်နောက်ဘက်ဝင်သွားတာမြင်တာပဲလို့ပြန်ဖြေတယ်ဒီတော့ဈေးကွက်လေးလဲတောင်တွေဘက်ကိုထွက်ခဲ့တယ်တောတောင်နဲ့လိုက်ရှာပေမဲ့နေမင်းကြီးကိုရှာမတွေ့ဘူးဒီအချိန်မှာကိုပြိုင်းနဲ့ဈေးကွက်လေးတွေ့တယ်ကိုပြိုင်းရေနေမင်းကြီးကိုတွေးမိလားလို့မေးကြည့်တော့ကိုပြိုင်းကညနေတုန်းကတော့ပင်လယ်နားမှာတွေးခဲ့တာပဲလို့ပြန်ဖြေတဲ့ဒီတော့ဈေးကွက်လေးလဲပင်လယ်ကမ်းခြေဘက်ဆက်ထွက်လာတာပေါ့ကမ်းခြေမှာလဲနေမင်းရဲ့အရေးအယောင်တောင်မတွေ့ရပါဘူးဈေးကွက်လေးကမောလို့ကမ်းခြေမှာခဏနားနေတုန်းတဲတောင်ပေါ်လမ်းလျှောက်လာတဲ့လက်ကြီးကိုတွေးတော့နေမင်းကြီးကိုတွေးမိလားလို့ထပ်မေးကြည့်လိုက်တာပေါ့လက်ကြီးကဟာနေမင်းလားတောင်ထိပ်မှာတွေးခဲ့တာပဲလို့ဖြေတဲ့ဒီတော့ဈေးကွက်လေးလဲတောင်ထိပ်နားထိဆက်သွားတဲ့တောင်ထိပ်နားရောက်လဲနေမင်းကြီးကိုမတွေ့ပြန်ဘူးတညလုံးနေရအနှံ့လိုက်ရှာနေရတာမို့ဈေးကွက်လေးလဲမောနေပြီလေအဲ့ဒါကြောင့်တစ်ပင်ပေါ်မှာခဏနာရင်အိပ်ပျော်သွားတဲ့အဲ့ဒီအချိန်မှာအာယုံတက်ပြီးမို့နေမင်းကြီးကဆက်ထွက်လာပြီလေဒါပေမဲ့တညလုံးနေမင်းကြီးကိုစွန်စွန်ဆားဆားလိုက်ရှာရင်ပင်မသွားတဲ့ဈေးကွက်လေးဟာတခုခုနဲ့အိမ်မောကြနေတော့နေမင်းကြီးကိုမတွေ့လိုက်ရပြန်ဘူးတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်